လူကြီးမင်းတို့ကိုဒီနေ့ sharing လုပ်ပေးခြင်းတာအေးရန်တာရဆိုတာနဲ့ဘဝကိုတူတက်အောင်မြင်နေတယ်ဆိုရင်ဒီလိုမျိုးကျင့်သုံးအောင်မှာဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုရင်အမုန်းတွေကိုပြုံးနဲ့ရင်ဆိုင်လိုက်ပါအတင်းပြောဝေဖန်တဲ့လူတွေကိုအလုံးနဲ့တက်တည်ပြပြီးတော့ပါကြောင်းမဲမနာလို့ဝန်တို့ဖြစ်နေတဲ့လူတွေတော့ကိုလန်ကိုရှောက်ဆိုပြီးတော့ဥပိ္ပခတရားပေးလိုက်ပါအဲ့ဒါဆိုရင်လူကြီးမင်းကအေးစီစီနဲ့ဘဝကိုဖျက်ဆီးနိုင်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းကိုပဲဆိုင်မယ်ဆိုရင်တိုးတက်အောင်မြင်မှာဖြစ်ပါတယ်ဒီကျင်းမင်းတို့အတွက်ကြိုးစုံတရားရရှိမယ်လို့မျှော်လင့်ပါတယ် See you next video